အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Lucky Point Page ကအောင်မေထုတ်ဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးကိုလက်ရိုက်ပေးရတဲ့အကြောင်းရင်းကတော့ထိုင်းနိုင်ငံမြန်မာပြည်သားဘောလုံးပြိုင်ပွဲတွေကျင်းပခြင်းနေကြတဲ့မကျင်းပဘူးသေးတဲ့ညီကိုတွေအတွက်ဘောလုံးပွဲတစ်ပွဲလုပ်မယ်ဆိုလို့ရှိရင်ဘာတွေလိုအပ်တယ်ဘာတွေကိုတွက်ချက်ရမယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ကလာပြီးတော့ sharing လုပ်ပေးတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီဗီဒီယိုလေးကနည်းနည်းရှည်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အတွက်လည်းအားလုံးကိုမေတ္တာရပ်ခံပါတယ်အဲ့တော့ဒီဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ account လေးကို follow မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း follow လေးနှိပ်ထားပေးဖို့အတွက်ကျွန်တော်ကနေပြီးတော့မေတ္တာရပ်ခံပါတယ်ခင်ဗျာအဲ့တော့ဘောလုံးပဲလုပ်မယ်ဆိုရင်ဘာတွေလိုရမှာလဲတဲ့ဘောလုံးပဲလုပ်မယ်ဆိုလို့ရှိရင်နံပါတ်1ဘောလုံးကွင်းနံပါတ်2ကျွန်တော်တို့ဒိုင်နံပါတ်3ကျွန်တော်တို့ကင်မရာလိုရမယ်နံပါတ်4ဖလားဆွဲပြားစီစဉ်ဖို့လိုရမယ်နံပါတ်5ကျွန်တော်တို့စုကြည်စီစဉ်ဖို့လိုရမယ်နံပါတ်6ကျွန်တော်တို့ poster design ကြော်ညာဆွဲဖို့အတွက်လိုမှာဖြစ်ပါတယ်ခင်ဗျာโอเคအဲ့တော့နံပါတ်1ဘောလုံးကွင်းဘောလုံးကွင်းဆိုတဲ့နေရာမှာကျွန်တော်တို့ပြိုင်ပွဲပြုလုပ်မဲ့ဘောလုံးကွင်းပေါ့နော်ကျွန်တော်တို့ဘယ်နေရာမှာပြုလုပ်မှာလဲဘယ်ဒေသမှာပြုလုပ်မှာလဲအဲ့တော့ကွင်းပိုင်ရှင်နဲ့ကျွန်တော်တို့ကွင်းကိုတွားပြီးတော့ဒီအချိန်ယူဖို့အတွက်ကျွန်တော်တို့တွားပြီးတော့ကွင်းရှာတာတွေပါတယ်ကျွန်တော်တို့ပြုလုပ်မှာဖြစ်ပါတယ်ခင်ဗျာနံပါတ်2အနေနဲ့ကျတော့ဒိုင်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီပွဲမှာအသုံးပြုတဲ့ရှမ်းတိုင်သုံးပါလားဗမာတိုင်သုံးပါလားအဲ့ကိုအသုံးပြုမဲ့ဒိုင်တွေကိုကျွန်တော်တို့အသုံးပြုမဲ့ရက်မှာရအောင်ကျွန်တော်တို့ကြိုတင်ပြီးတော့စီစဉ်ဖို့လိုပါတယ်ခင်ဗျာအဲ့တော့ခုနပြောတဲ့နံပါတ်3ဆိုလို့ရှိရင်ကင်မရာသမားဆိုလို့ရှိရင်ကျွန်တော်တို့ကင်မရာဘယ်လိုပုံစံမျိုးနဲ့ရိုက်ပါလဲပါစီခြင်းလားမပါစီခြင်းဘူးလားဒါကိုလည်းစီစဉ်ဖို့လိုတယ်ကင်မရာသမားယူမယ်ဆိုလို့ရှိရင်ကင်မရာသမားတွေကိုကြိုပြီးတော့ကျွန်တော်တို့ပြုလုပ်မဲ့ပြိုင်ပွဲတွေမှာဒိတ်ယူဖို့အတွက်လိုအပ်တယ်ဒါကိုလည်းစီစဉ်ရမှာပေါ့နော်နံပါတ်4အနေနဲ့ဆိုလို့ရှိရင်တော့ဖလားဆွဲပြားလိုပါတယ်ဒီကိုအသုံးပြုမဲ့ပြိုင်ပွဲမှာဘာဖလားဆွဲပြားတွေသုံးပါတယ်နော်အဲ့တော့ဖလားဆွဲပြားမှာဖို့အတွက်စီစဉ်ရပါမယ်နံပါတ်5အနေနဲ့ဆိုလို့ရှိရင်တော့ပို့ပြီးတော့အရေးကြီးပါတယ်စုကြည်တွက်ချက်မှာဖြစ်ပါတယ်အဲ့တော့စုကြည်တွက်ချက်ရတော့မယ်ဆိုလို့ရှိရင်ကျွန်တော်ခုနကပြောလာတဲ့အပေါ်မှာ1 2 3 4အဲ့ဒီ4ချက်လုံးကိုကျွန်တော်တို့ကွင်းကြီးတွေအချိန်တွေကွင်းကြီးတွက်ကမယ်ပြီးလို့ရှိရင်ဒိုင်ကြီးတွက်ကမယ်ကင်မရာကြီးတွက်ကမယ်ဖလားဆွဲပြားကုန်ကြစရိတ်အရင်ဆုံးတွက်ကပါမယ်အဲ့ဒါတွေအကုန်လုံးတွက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့စုကြည်ကိုတွက်ကပါမယ်အပေါ်က4ချက်ကိုအရင်တွက်ကပါနော်ဘာဖြစ်လို့လဲဆိုတော့ဒါကကုန်မဲ့တသမတ်တဲ့ကုန်မဲ့ပတ်စံပေါ့နော်အဲ့ဒါကြောင့်မို့ဒါကိုအရင်ဆုံးတွက်ချက်ဖို့လိုပါတယ်အဲ့တော့ကွင်းကြီးဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်နှစ်တင်လဲ12တင်လား16တင်လားကွင်းကြီးကတနာယူဘယ်လောက်လဲဒါကိုအရင်ဆုံးတွက်ကပါပေါ့နော်တွက်ပြလို့ရှိရင်ကွင်းရမယ်နံပါတ်2နဲ့ဆိုရင်ဒိုင်ကကြတော့ဒီပွဲမှာကျွန်တော်တို့ဘယ်လောက်ပေးရမှာလဲဒါကိုတွက်ထားဖို့လိုတယ်ဈေးဘယ်လောက်ပေးမှာပေါ့နော်ပြီးလို့ရှိရင်ကင်မရာသမားကဘယ်လောက်ပေးရမှာလဲပြီးလို့ရှိရင်နံပါတ်4အနေနဲ့ဆိုရင်ဖလားဆွဲပြားရောကျွန်တော်တို့ဘယ်လောက်ကုန်ကြစေမှာလဲအဲ့ဒီကုန်ကြစိတ်တွေအကုန်လုံးတွက်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ရလာတဲ့အတင်းကျင်ညာပေါ့နော်16တင်းသို့မဟုတ်12တင်းကျင်ညာမယ်တတင်းကို3500 3000သို့မဟုတ်တွက်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီတွက်လို့ရလာတဲ့ပတ်စံတွေကနေပြီးတော့ခုနပြောရတဲ့၄ချက်ကိုနှုတ်ကမှာဖြစ်ပါတယ်နှုတ်ပြီးပါပြီဆိုတော့မှပိုလာတဲ့ပတ်စံတွေကိုကျွန်တော်တို့ကစုကြီးအနေနဲ့တွက်ကမယ်ပထမဘယ်လောက်ဒုတိယဘယ်လောက်တတိယဘယ်လောက်စတုတ္ထဘယ်လောက်ဆိုတော့ကျွန်တော်တို့တွက်ကပါမယ်တွက်ပြီးသွားတော့မှကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့ရဲ့ပင်မနဲ့ပွဲစီစီကြီးပေါ့ကျွန်တော်တို့ဘယ်လောက်ဖယ်မှာလဲဟာလားနော်1000လား2000လား3000လားဒါကိုဖယ်ပြီးတော့မှကျွန်တော်တို့စုကြီးတွေကိုတွက်တာပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကိုဘက်ကလည်းမထိခိုက်ဘူးဒီဘက်ကလည်းမထိခိုက်ဘူးဒါဆိုလို့ရှိရင်ပို့ပြီးတော့တွက်ကတာအစီပြေသားပေါ့နော်အဲ့တော့ကျွန်တော်တို့လွဲမားနေတယ်လို့ပေါ့နော်စုကြီးတွေကိုပဲအရင်တွက်ပြီးတော့ကျန်တဲ့ကုန်ကြစိတ်တွေကိုမတွက်တဲ့အခါမှာကျွန်တော်တို့ဖလားပွဲလုပ်ပြတဲ့အခါမှာကျွန်တော်တို့အိတ်ထဲကနေပြီးတော့အများကြီးစိုက်ကြတဲ့လူတွေလည်းရှိတယ်လို့အများကြီးမစိုက်ကြတဲ့လူတွေလည်းရှိတယ်ဒါကတော့ကျွန်တော်အမှားလေးတွေမဖြစ်အောင်ဘောလုံးပြိုင်ပွဲစီစဉ်တဲ့သူတွေအတွက်လည်းစီစဉ်ရတာလွယ်အောင်ပြောလို့ရှိရင်လက်ကန်တဲ့သူတွေအတွက်လည်းမနစ်နာအောင်ဒီဗီဒီယိုလေးကိုတင်ပေးခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ခုနကကျွန်တော်ပြောရတဲ့အချက်တွေကအကိုတို့အတွက်စဉ်းစားအခက်နေမယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒိုင်တွေရှာရမယ်ကွင်းတွေရှာရမယ်ကင်မရာတွေရှာရမယ်ဖလားဆွဲပြားတွေရှာရမယ်စုကြည်တွေတွက်ကမယ်ပိုစတာကြော်ညာတွေလုပ်ရမယ်အဲ့ဒီအတွက်ဆိုလို့ရှိရင်တော့လုံးဝစိတ်ရစ်စရာမလိုဘူးဘာဖြစ်လို့လဲဆိုတော့ဘောလုံးပြိုင်ပွဲလုပ်ချင်တဲ့စိတ်ရှိတယ်ဆိုလို့ရှိရင်ဘောလုံးပြိုင်ပွဲလုပ်ချင်တဲ့လူတွေကဘာလုပ်ရမလဲဆိုရင်ကွင်းမဲရှာနော်ကွင်းမဲရှာပါကျွန်တော်ကတော့ဒီမှာအကိုကြီးကျွန်တော်ကတော့ဒီမှာကွင်းရပြီကျန်တဲ့ပစ္စည်းကျန်တဲ့လိုအပ်ချက်အကုန်လုံးဒိုင်ကင်မရာဖလားဆွဲပြပြီးလို့ရှိရင်စုကြည်တွက်ထားတွေပြီးလို့ရှိရင်ပိုစတာကြော်ညာတာတွေအဲ့ဒါတွေအကုန်လုံးကို
ကျွန်တော် lucky voice စီမှာလာရောက်ပြီးအနက်လို့ရပါတယ်တနေရာထဲမှာအကုန်လုံးရတယ်ဘာမှစိတ်ပူစရာမလိုဘူးဖလားဆွဲပြားကိုတည်ပြတဲ့လူတွေဆိုလို့ရှိရင်ကျွန်တော်တို့ပွဲပြီးမှရှင်းပြလို့ရတယ်ဟုတ်တယ်လားအဲ့တော့ကျွန်တော်တို့လောကမှာဖလားပြိုင်ပွဲစီစဉ်ခြင်းနဲ့စူကြီးပြိုင်ပွဲဖြစ်ဖြစ်ရန်မုံပြိုင်ပွဲဖြစ်ဖြစ်စီစဉ်ခြင်းတဲ့သူတွေကကျွန်တော်တို့ကွင်းကိုပဲရှာပါကိုကျွန်တော်တို့ကွင်းရပြီဆိုလို့ရှိရင်ကျွန်တော်စီမှာကျန်တာတွေအားလုံးဝန်ဆောင်မှုလာပြီးတော့ယူလို့ရပါတယ်ကျွန်တော်လည်းအလုပ်လုပ်လို့ပို့ပြီးတော့ဈေးကုန်ကြဈေးတွေများအောင်ပါလဲစိုးရင်စရာမရှိပါဘူးကျွန်တော်လက်ရှိမှာဆိုလို့ရှိရင်လည်းကျွန်တော်လည်းအလုပ်တွဲလုပ်နေတဲ့လူတွေအများကြီးရှိပါတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်စီမှာပဲလာပြီးတော့အကြံဉာဏ်တောင်းလို့ရတယ်ပြီးလို့ရှိရင်မသိချင်တာသိချင်တာရှိလို့ရှိရင်လည်းမေးမြန်းလို့ရပါတယ်ခင်ဗျာနော်ကျွန်တော်တို့ poster design ကနေစပြီးတော့ဘောလုံးပွဲတစ်ပွဲမှာလိုအပ်တာတွေအကုန်လုံးကိုကျွန်တော်စီစဉ်ပေးရတယ်ဒါပေမဲ့အတင်းတော့မရှာပေးဘူးပေါ့နော်ကျန်တာတွေအကုန်လုံးလုပ်ပေးပါတယ်အတင်းတော့မရှာပေးဘူးပေါ့နော်အဲ့တော့ဘောလုံးပွဲစီစဉ်နေတဲ့လူကကွင်းရှာရမယ်ပြီးရင်အတင်းရှာရမယ်ဒါပဲကျန်တာအကုန်လုံးကျွန်တော်ကူညီပြီးတော့ဖြည့်ရှင်းပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကပြန်ပွဲလုပ်ချင်တဲ့လူတွေအတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်လည်း share ပေးပါအကျိုးမရှိဘူးဆိုလို့ရှိရင်လည်း share ပေးပါပေါ့မ share ပေးနဲ့ပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်